Hello everyone, welcome back to my vlog. ဒီနေ့ vlog လေးကကြတော့ကျောင်းတက်နေတဲ့တော့အတွင်းပါတွေသင်ခန်းစာရခဲ့လေဆိုတာကို sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ရာတို့ကိုအင်္ဂလိပ်စာသင်ပေးမယ့်ဆရာမကသူ့ရဲ့ခြေထောက်နှာဖြစ်နေတာနဲ့သူရာတို့တက်နေတဲ့စာတက်တကယ်တလိုက်သူခွင့်ယူထားတယ်။အဲနဲ့အစာပိုင်းကသူ့နေရာအစားထိုးဝင်လာတဲ့ဆရာမတယောက်ရှိတယ်။ဒီနေ့မှကျတော့သူကပြန်ပြီးတော့သူနေကောင်းလာတဲ့အတွက်ကြောင့်မို့သူနေရာသူပြန်ဝင်ပြီးတော့စာပြန်လာတင်ပေးတယ်ပေါ့နော်သူအတန်ကဘယ်လိုမျိုးလဲဆိုကြေတဲ့အထက်မှာပါတယ်ပြီးတော့မျက်နှာကလည်းကြောက်ဖို့ကောင်းတဲ့အထက်မှာပါတယ်ပေါ့နော်အစားကနေပြင်ပြီးတော့သူက revision ပြန်လုပ်ပေးတယ်။ဒီတွေဘယ်လောက်တက်ချောင်းဘယ်လောက်သိထားချောင်းသူသိချင်တဲ့အနေနဲ့သူကစာမေးလိုက်တယ်။ဆောင်းသားတွေတရားမှအဲ့လိုမျိုးမပြောရေးကြဘူးပြီးတော့ဘာဖြစ်လို့ဆိုအဖြေကလည်းမသေးချတဲ့အတွက်ကြောင့်မလို့ပေါ့နော်ပြန်ပြောတဲ့ចောင်းသားတွေလည်းရှိတယ်ဒါပေမဲ့အဖြေတွေကမမှန်ဘူးဆရာမကသားတို့သမီးတို့ပညာယူရှင်လို့ပညာသင်ရှင်လို့ဒီနေရာကိုရောက်လာကြတာမတက်သေးလို့ပေါ့နော်ဒီနေရာမှာရောက်လာနေကြတာအကုန်သိမယ်ဆိုလို့ရှင်စာတွေအကုန်သိမယ်ဆိုလို့ရှင်အိမ်မှာပဲနေပြီးတော့အေးစစ်စစ်ပဲနေမှာပေါ့ဆိုတော့သူအဲ့လိုပြောလိုက်တယ်ပေါ့နော်သူပြောနေတာလေးကလည်းမှန်တာပဲလေကိုမသိလို့ကိုပညာလူရှင်လို့စောင်းလာတယ်ဆိုတာအားလုံးသိကြတာပဲလေနော်အဲ့နဲ့သူကဘယ်လိုပြောလဲဆိုတော့သူ့ရဲ့တောင်းဝန်ကိုသူအကောင်းဆုံးခြေပို့ချင်တယ်လို့သူပြောတယ်အမှန်လုံးမှမကြောက်နဲ့အမှန်လုံးမိရင်လည်းပြင်ပေးရမယ့်တောင်းဝန်ဆရာမမှာရှိတဲ့အတွက်ကြောင့်မလို့အမှန်သိမှအမှန်ပြင်လို့ရမယ်ဆိုတော့သူကတောင်းသားတွေကိုအဲ့လိုပြောလိုက်တယ်ပေါ့နော်လောကမှာရှင်သန်နေတဲ့အချိန်တိုင်းမှာအမားတွေကလုံးမိနေစေပဲယခုအချိန်ကြီးလုံးမိနေစေပဲပေါ့နော်အမားလုံးမိမှာကိုမကြောက်နဲ့ကျမအနေနဲ့ဒီနေ့ထက်ဒီနေ့တင်ယူလေ့လာနေစေပဲအကုန်တည်းတဲ့သူတွေရောက်လည်းမဟုတ်ဘူးဒါပေမဲ့အခက်ခဲတွေလာနေတဲ့အခါတိုင်းမှာဆိုလို့ရှင်အော်ဒါတွေကငါ့ကိုအမြင်မှုနဲ့နီးစပ်ဖို့အခွင့်အလမ်းတွေပေးနေတာပဲဆိုပြီးအဲ့လိုမျိုးမက်ယူတတ်တဲ့စိတ်ကျမမှာရှိတယ်ပေါ့နော်လူဆိုတာကဘယ်တော့မှအမားနဲ့မကင်းဘူး။အဲ့ဒီအမားကနေသင်ခန်းစာယူဖို့ပြီးတော့အဲ့ဒီအမားကိုသိမယ်ဆိုလို့ရှိရင်အမှန်ပြန်ပြင်ရမယ်တောင်းဝန်တွေကကျမတို့မှာရှိတယ်။အမားမလုပ်ဘူးဆိုတာမရှိဘူးပေါ့နော်။အမားနေတိုင်းနဲ့အများလုပ်နေကြတာပဲဒါပေမဲ့ကိုသတိလေးကပ်ပြီးတော့ကိုဆင်ခြင်နိုင်ဖို့ကျမအနေနဲ့ဒီနေ့သင်ခန်းစာရခဲ့တဲ့အရာလေးကို sharing လုပ်ပေးသွားတာပဲဖြစ်ပါတယ်။